တိုင်းမှာချိန်မှလမ်းပြဖို့ဆောင်ပေးတယ်။ဘာလာလို့ဆောင်ရွက်စရာတွေဆိုလဲတတိနဲ့ကူညီကဆောင်ရှောက်လို့ပေးတယ်။ပြမြတ်ခင်ရဲ့ချိန်နာရီနေရဲ့တွေ့တိုင်းမှာပြကျေးဇူးတွေတကယ်ကြီးမားလွန်တယ်။ညစဉ်ညချိန်တိုင်းမှာဆိုလဲအိတ်ဆက်နာခွင့်ပေးတယ်နေချိုင်အိတ်ပြောနာယူချိန်မှလဲမိတ်ဖက်ခွဲကားကဆောင်မလို့ပေးတယ်ဖျားမြတ်ခင်ရဲ့ချိန်နာရီနေရဲ့တွေ့တိုင်းမှာဖျားကျေးဇူးတွေတကယ်ကြီးမားလွန်တယ်ကောင်းမြတ်ခြင်းတွေလည်းနေရတိုင်းမှာပဲနေရတိုင်းမှာလေဘုရားကျေးဇူးတွေပဲရေကျွဲလို့လည်းမကုန်နိုင်ဘူးကွယ်ကျေးဇူးတရားတွေရဲ့နိုင်မနေစက္ကန့်တွေတိုင်းမှာဒုနဲ့တူမခွဲရှင်ထာဝရညမမြဲဆောင်းလျှောက်ပေးနေတယ်ကိုယ်တော်ရှင်ကိုကျေးဇူးထူးတင်တယ်နေစဉ်နေရတိုင်းမှာချိန်မှလမ်းပြဖို့ဆောင်ပေးတယ်။ဘာလာလို့ဆောင်ရွက်စရာတွေဆိုလဲတတိနဲ့ကိုကြီးကဆောင်ရှောက်လို့